လုံးဝတရုတ် food blog တွေရပါတဲ့အတိုင်းပဲထုံထုံဆက်ဆက်ကလေးအရန်ကောင်း Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ free သားချက်ပါဒီနေ့မှာတော့တရုတ် food blog တွေမှာပါတဲ့အတိုင်းမုံငင်းဖြူကိုဝတ်သားနဲ့ထုံထုံဆက်ဆက်လေးကြော်ပါမယ်လိုက်ခဲ့ကြပါအရင်ဆုံး City Mart ကဝယ်လာတဲ့မုံငင်းဖြူတွေကိုတခိုက်စာအရွယ်လေးတွေပိုင်းဖြတ်ပါမယ်ဟောဒီလိုအဖူးအကြီးကြီးကိုမှ2600ပဲပေးရတာဆိုတော့တော်တော်လေးတော့တန်ပါတယ်ပြီးရင်တော့စားရည်လေးစိမ့်ထားလိုက်ပါမယ်ဝတ်သုံးတက်သားကိုသုံးပါဆိုတော့ပပလေးတွေလှိဖြတ်ထားလိုက်ပါမယ်သူကတော့6000ပေးရပါတယ်လှိထားတဲ့ဝတ်သားတွေကိုဘာရတာမှမထည့်ဘဲနဲ့ကြက်ခန့်နီထိကြော်ထားလိုက်ပါမယ်ကြော်ထားတဲ့စီနဲ့ပဲကြက်သွန်ပြူနဲ့ငြူတိချောက်ကိုစီတက်ပါမယ်မုံညင်းအယိုးကနည်းနည်းလေးမာတာဆိုတော့သူ့ကိုအရင်ဆုံးထည့်ကြော်ပါမယ်နန်းသွားရင်တော့ကြော်ထားတဲ့ဝတ်သားကိုထည့်ပြီးမုံညင်းရွက်တွေကိုလည်းထည့်ပါမယ်အရသာအတွက်ကိုတော့ပဲငှက်ပြားရဲ့အကြီးပဲငှက်ပြားရဲ့အနောက်ခရူးစီရဲ့စားတကြားဓာတ်ရှိမုံနဲ့ရှာလကာရဲ့နည်းနည်းထည့်ပေးရပါပြီမွေးမွေးလေးကြိုက်တယ်ဆိုရင်တော့နောက်ဆုံးမှငရုတ်ကောင်းလေးဖြူဖို့မမေ့နဲ့နော်ကြော်ထားတဲ့မုံညင်းဖြူရည်လေးကိုထမင်းဖြူလေးပေါ်မှာဆန်းစားရင်အရန်စားကောင်းတာမို့လို့လိုက်လို့စားကြည့်နော်တတာ